တော်လာပိုင်း16ရက်နေ့2025ဒီနေ့တရက်ထက်နဲ့ဘန်းငွေ1000ကျော်ရအောင်ကျွန်တော်လုပ်ပြမယ်ဒီဗီဒီယိုလေးကတော်တော်လေးပဲအစနဲ့အစောတိကြည့်သွားပေးမှာတရက်ထက်နဲ့ဘန်းငွေ1000ကျော်ဟုတ်လားမဟုတ်လို့လားနော်လာပြပေးမယ်ဒါခက်နော်ဒီ software ထဲမှာနော်ဒီ software သလားနော်ကိုယ့်ရဲ့ folder မှာရှိတဲ့ software တွေအကုန်လုံးဝင်ငွေစားလို့ရတယ်ကျွန်တော်တော့ဒီ software ကိုကြိုက်တယ်ပေါ့နော်ဒီ software နော် job base ဒီ software ကိုကြိုက်ဒီ software ဝင်ငွေကျန်းလို့လောက်တာပေါ့နော်သူ့ရဲ့ PC ကိုကြော်ညာဖြတ်ဝေပေးတာပဲနော်ဒီနေ့တရက်ထက်နဲ့ဘယ်လောက်ရလဲနော်1910ပေါ့နော်1910နော်16ရက်နေ့3လပိုင်း2025နော်တွေ့လားနော်ရက်နဲ့တိကျတရက်ကိုဘန်းငွေ1000ကျော်မြန်မာငွေနဲ့တွက်မယ်ဆိုအခုငွေစင်းနဲ့ဆိုရင်2သိန်းကျော်လောက်ရတာပေါ့နော်ဟုတ်တယ်ဟုတ်နော်3လပိုင်း16ရက်နေ့2025တရက်ကိုနော်1900နော်သူရဲ့ပစ္စည်းကိုကြော်ညာဖြတ်ဝေပေးတာပဲနော်နော်ဒီလိုမျိုးဝင်ငွေရတာပေါ့နော်နော်တွေ့လားနော်1800 1900နော်ဒီပတ်စံတွေဘယ်လိုထုတ်ယူရတာလဲနော်ကျွန်တော် TikTok ထဲမှာနော်ဒီမှာပတ်စံထုတ်ပြတဲ့ဗီဒီယိုဖိုင်ရှိတယ်နော်ဒီမှာကျွန်တော်ရဲ့ TikTok နာမည်နော်ကျွန်တော် TikTok နာမည် Airclay Shoe နော်လာပြီးတော့တင်ယူလို့ရတယ်လို့မတတ်ဘူးအကိုဘယ်လိုလောက်တာလဲနော်ကျွန်တော်မှာ passport မရှိဘူးဗန်မရှိလို့ရလာတချို့ကမျိုးလာမေးကြတယ်မောကျွန်တော်ဝင်တော့ဘာ passport ဘာဗန်မှမရှိဘူးကျွန်တော်ဝင်ပြီးတော့လေ့လာစူးစမ်းတာပဲနော်အခုဆိုရင်ကျွန်တော်တရက်ကိုဘန်းငွေ1000ကျော်တရက်ကိုမြန်မာငွေ2သိန်းလောက်ရနိုင်ပြီကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်နော်ရုပ်ရည်ချောမောလာပေါ့မလို့အဓိကတော့စူးစမ်းချင်တဲ့စိတ်ကျွန်တော်အောင်မြင်ချင်တယ်ကျွန်တော်ရချင်တယ်သူရတယ်လို့မျိုးကျွန်တော်တို့ရချင်တယ်ဆိုရင်လာပြီးတော့တင်ယူလေ့လာလိုက်ရုံပဲနော်အခုဒီနေ့တရက်ကို1900မြန်မာငွေနဲ့ဆိုတရက်ကို2သိန်းလောက်ရတယ်ကိုကနှစ်စားအလုပ်လဲလုပ်လို့ရတယ်တွဲလုပ်လို့ရတာပေါ့နော်ဒီလိုမျိုးဝင်ငွေရချင်တယ်ဆိုရင်သင်ယူလို့ရတယ်နော်ဘယ်လိုလုပ်ရမလဲနားမလဲဘူးလာမေးပါအခုကျွန်တော်လုပ်မတတ်ဘူးကျွန်မလုပ်မတတ်ဘူးရဲလာမေးနော်လူမျိုးဘာသာမခွဲခြားပါနော်ကျွန်တော်ကတရက်ကို1000ကျော်ရပြီကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်ဗီဒီယိုတစ်ပုဒ်ကို call like ခေါ်ချဲပေးပေါ့နားမလဲဘူးဆိုရဲလာမေးပါလို့အဲ့လောက်ပဲပြောချင်ပါတယ်